အားလုံးမင်္ဂလာပါဗျာခုဘလော့လေးကတငယ်ချင်းနေသူပထောင်ထောင်တွားတင်မဲ့ဘလော့လေးပဲဖြစ်ပါတယ်ဗျာခုဆိုရင်တော့ကျွန်တော်ပထောင်ထောင်ကိုတွားတက်တာ၃ချိန်မြောက်ဖြစ်ပေါ့နော်ခုကတော့ကျွန်တော်တို့တောင်ပေါ်ရောက်ရစားဖို့တွင်မုတ်လီဝယ်နေရဖြစ်ပါတယ်ကဲကျွန်တော်တို့တွားမဲ့လေးစိတ်ကဒီလေးစိတ်ပဲဖြစ်ပါတယ်ကဲခုဆိုရင်တော့ကျွန်တော်တို့လေးစိတ်ကနေကျွန်တော်တို့စီမဲ့တပ်ပန်လေးပေါ့နော်ဒီလေးစီကိုကျွန်တော်တွားနေရဖြစ်ပါတယ်ကဲခုဆိုရင်တော့ကျွန်တော်တို့ဒီဘိန်းမျိုးကနေပထောင်ထောင်ကိုစပြီးတော့တက်ခါနေပါပြီဖြစ်ပါတယ်။ကဲအားလုံးပဲခုစီတော့ကျွန်တော်တို့လမ်းဆက်မှာပြူလေးရလာပါတယ်။ကဲခုစီတော့တောင်ရွာလေးကိုရောက်ပါပြီ။ရောက်တာနေပန်းမလေးရလာတော့တကယ်ချင်းသူတပ်ဖို့ရဖြစ်ပါတယ်။ကဲခုစီတော့ပထုံတာကိုစပြီးတော့တည်တဲ့နေရာလေးပြီးတော့စတင်နေပါပြီ။ကဲတဲ့တာနဲ့တကယ်ချင်းလမ်းတွဲတာမရောက်သေးဘူးပေါ့နော်။တကယ်ချင်းကမော်လို့ဆိုပြီးခဏနာတယ်။လမ်းဆောင်မှာလည်းရှုခင်လေးရန်ကိုတာရပါတယ်။ကျွန်တော်တို့ရေတောက်လိုက်နားလိုက်ရှုခင်လေးကိုတပ်ဖို့လေးလိုက်ရိုက်လိုက်နဲ့ရန်ကိုပြောခဲ့ရပါတယ်။ကဲလမ်းမှာလည်းမြောက်ပြီးတွေ့ပါတယ်။တကယ်ချင်းနဲ့ဟိုဆက်လိုက်ဒီဆက်လိုက်နဲ့ပြိုရေးဆိုရင်လည်းခုဆိုထောင်တော်ရဲ့တောင်ပေါ်တို့ရောက်စီကိုလာပြီပေါ့နော်မြောက်ခင်လေးမှာပေါ့မြောက်လေးတွေရန်ကိုများပါတယ်ဒီမှာတို့ကိုမုတ်လေးတွေကျွေးခဲ့အောင်ပေါ့နော်ဒီမှာစပြီးတော့ရောက်ပါပြီရောက်တာနဲ့ကျွန်တော်ဖျားလေးတွေဖူးတယ်ဖျားဖူးပြီးတာနဲ့ကျွန်တော်တို့စုခင်လေးပတ်ကြည့်တာပေါ့နော်တောင်ပေါ်ရောက်တာနဲ့မောထောင်ပြီးသွားပေါ့နော်ပေါ်ကနေကြည့်လိုက်တဲ့ view ကရန်ကိုခံစားလို့ကောင်းတာပေါ့နော်ဒီမှာကျွန်တော်တို့နားပြီးတော့တကယ်ချင်းနေသူ view လေးလိုက်ကြည့်တာပေါ့နော်ကြည့်ပြီးတော့ကျွန်တော်ဓာတ်ပုံလေးရိုက်ဖြစ်တဲ့တကယ်ချင်းတွေနဲ့တက်တော့လေးဆော့ဖြစ်တာပေါ့နော်အဲဒီမှာတက်တော့လေးဆော့ဓာတ်ပုံလေးရိုက်ပြီးတာနဲ့နားပြီးရတယ်ကျွန်တော်ပြန်ဆင်းပါတယ်ပြန်ဆင်းတဲ့အခါမှာလည်းကျွန်တော်တို့တဲတဲ့အခါလောက်ကျွန်တော်တို့ကရန်ပြီးတော့မမောဘူးပေါ့နော်ပြန်ဆင်းတဲ့အခါမြန်လဲမြန်တယ်ပြီးတော့လမ်းဆောင်မှာလည်း view လေးရန်လာပေါ့နော်စုခင်လေးရန်လာပါတယ်ဘလော့လေးကတော့ဒီလောက်ပါမယ်ဗျအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျဘိုင်ဘိုင်